ကလေးတယောက်ဟာအတိတ်ဘဝကိုမြင်နိုင်တဲ့မျက်မှန်တစ်လက်ကိုကောက်ရခဲ့ပါတယ်သူဟာရှေ့ကမမကိုလန့်ကြည့်လိုက်တဲ့အခါအဲ့ဒီမမဟာအတိတ်ဘဝကနန်းတွင်းပြိုတော်တူဖြစ်ခဲ့တာကိုသိလိုက်ရပါတယ်ပြီးတော့ဘေးကအကိုကြီးကိုလန့်ကြည့်လိုက်တော့လေအတိတ်ဘဝကမိန်းမဆိုးတယောက်ဖြစ်နေတာကိုတွေ့လိုက်ရပြန်ပါတယ်等是等是个不要အဲ့လိုလက်မိလိုက်တဲ့အတွက်အဲ့ဒီလူကများတော်တော်လေးစိတ်ဆိုးသွားပြီးမဟုတ်ကြောင်းတက်တည်ပြဖို့ဘောင်းပီတောင်ချွတ်ပြတ်မတက်ဖြစ်သွားခဲ့ပါတယ်ဆက်လက်ပြီးကောင်လေးဟာရှေ့ကဂျီအာကိုကြည့်လိုက်ပါတယ်ဂျီအာကလည်းကောင်လေးရဲ့ပြပြတလဲဖြစ်နေတဲ့မျက်နှာမူရာကိုမြင်တော့ဘာတွေမြင်လို့လဲဆိုပြီးလက်မိပါတယ်ဒါပေမဲ့ကောင်လေးကအမေရဲ့မျက်နှာကတော်တော်ကြောက်ဖို့ကောင်းတယ်လို့ပြောပြီးချက်ချင်းပဲထွက်ပြေးသွားပါတော့တယ်ဒါပေမဲ့ပြေးလို့တိတ်မကြခင်မှာပဲအမိကိုချောင်းမြေခွေးတစ်ကောင်ကကောင်လေးကိုလမ်းပိတ်လိုက်ပြီးကော်လန်ကနေဆွဲမလိုက်ပါတယ်အမှန်တော့အဲ့ဒီမျက်မှန်ဟာမင်းညကအမိကိုချောင်းမြေခွေးကအမူးလွန်ပြီးပျောက်သွားခဲ့တာဖြစ်ပြီးကောင်လေးကမျက်ခင်းထဲမှာမတော်တဆကောက်ရခဲ့တာပါအမိကိုချောင်းမြေခွေးဟာမျက်မှန်ကိုချက်ချင်းပြန်လူယူလိုက်ပြီးကောင်လေးကိုအမှတ်မထင်လန့်ကြည့်လိုက်ပါတယ်မထင်မှတ်ပဲကောင်လေးရဲ့အတိတ်ဘဝဟာခွေးမဲလေးတစ်ကောင်ဖြစ်နေတာကိုမြင်လိုက်ရတဲ့အတွက်အမိကိုချောင်းမြေခွေးဟာချက်ချင်းမျက်နှာပြတ်သွားပါတော့တယ်နာကျင်စရာကောင်းတဲ့အတိတ်ကအမတ်တရားတွေဟာသူ့ခေါင်းရဲ့ကိုပြန်လည်ဝင်ရောက်လာပါတယ်ဒီမိကိုချောင်းမြေခွေးရဲ့နမီကလီယန်ဖြစ်ပါတယ်အဆက်ကတော့သူဟာသူ့ကိုချစ်ခင်ချင်တာတဲ့အကိုဖြစ်သူနဲ့အတူတောနက်ထဲမှာဘာပူပန်မှုမှမရှိပဲပျော်ပျော်ရွှင်ရွှင်နေထိုင်ခဲ့တာပါဒါပေမဲ့အကိုဖြစ်သူဟာလူသားမင်းကလေးတယောက်ကိုချစ်မိသွားခဲ့ပါတယ်တရက်မှာတော့အကိုဖြစ်သူဟာသူ့ကိုခွေးမဲကလေးတစ်ကောင်လက်ဆောင်ပေးပြီးအိမ်ကနေထာဝရထွက်ခွာသွားခဲ့ပါတယ်မကြခင်မှာပဲလူသားတွေကသူတို့နေတဲ့တောင်ကိုမိရှို့ခဲ့ကြပါတယ်တချိန်ကပျော်ရွှင်စရာကောင်းခဲ့တဲ့အင်ဂီဟာတညအတွင်းမှာပဲပြပုံတီးဖြစ်သွားခဲ့ရပါတယ်အကိုဖြစ်သူပေးခဲ့တဲ့တကောင်လေးတော့ခွေးလေးပင်မိတဲ့ပါပြီးတေဆုံးသွားခဲ့ရပါတယ်အဲ့ဒီနေ့ကစားပြီးလီယန်ရဲ့ရင်ထဲမှာအမုန်းတရားမျိုးစေ့တွေဆက်ပြုံးမိသွားခဲ့ပါတယ်အရွယ်ရောက်လာတဲ့အခါမှာတော့သူဟာလူသားတွေကိုကလဲစားချေဖို့အတွက်တောင်အောက်ကရွာတွေမှာနေစဉ်နဲ့အမျှလူတက်ပွဲတွေဆင်နွှဲပါတော့တယ်သူရောက်လေရရက်တိုင်းမှာအလောင်းတွေလဲလဲကွဲကွဲနဲ့ဒါပေမဲ့အဲ့ဒီနေ့မှာပဲအကိုဖြစ်သူကရုတ်တရက်ပြန်ရောက်လာပါတယ်တချိန်ကရိုးသားဖြူစင်ပြီးသဘောကောင်းလာတဲ့ညီဖြစ်သူဟာသွေးစာနေရဲ့မိစ္ဆာတကောင်ဖြစ်ပြောင်းလဲသွားတာကိုမြင်လိုက်ရတဲ့အခါရင်ထုမနာဖြစ်ခဲ့ရပါတယ်ဒါပေမဲ့ညီဖြစ်သူကတော့အကိုဖြစ်သူရဲ့ထူးဆန်းနေတဲ့အမူအရာကိုသတိမပြုမိပဲအပြေးလွှားသွားဖက်ပြီးလွမ်းဆက်ခဲ့ရတဲ့အကြောင်းတွေကိုတဖွတ်ဖွပြောနေခဲ့ပါတယ်လီယန်ကသူ့ကိုပါတပါးရဲခေါ်သွားဖို့အကိုဖြစ်သူကိုတောင်းဆိုခဲ့ပါတယ်ဒါပေမဲ့အကိုဖြစ်သူကဒီတစ်ခေါက်လာရတဲ့ရည်ရွယ်ချက်ကတော့နမင်းရဲ့အမိန့်ရမိစ္ဆာတွေကိုနှိမ်နှင်းဖို့လာခဲ့တာဖြစ်ပြီးလူသားတွေကိုတက်ဖြတ်နေတဲ့ညီဖြစ်သူကိုသူကိုယ်တိုင်ကိုမြင်ရမယ့်သူဖြစ်နေပါတယ်သူကညီဖြစ်သူကိုလက်နက်ထုတ်ဖို့ပြောတဲ့အခါညီဖြစ်သူကဘာတိတ်ပဲလဲဆိုတာကိုနားမလည်နိုင်ဖြစ်နေပါတယ်အဲ့ဒီအချိန်မှာပဲသူဟာဓာတ်ကိုရုတ်တရက်ဆွဲထုတ်လိုက်ပြီးညီဖြစ်သူကိုခုတ်ချလိုက်ပါတော့တယ်ဒီဓာတ်ချက်ဟာညီဖြစ်သူရဲ့အသက်ကိုတင်မကပဲသူတို့နှစ်ဦးကြားကနှစ်ပေါင်းရာချီတဲ့ညီအကိုတန်ရောစင်ကိုပါဖျက်တောက်လိုက်တယ်လို့ဖြစ်သွားခဲ့ပါတယ်နှစ်ပေါင်းရာချီကြာမြင့်သွားခဲ့ပြီးနောက်မှာတော့ညီဖြစ်သူဟာအကိုဖြစ်သူကညာလာခဲ့တဲ့အတွက်မတေဆုံးခဲ့ပေမဲ့ဘိုက်ကဒဏ်ရာမာရွတ်ကြောင့်အကိုဖြစ်သူပေါ်အမုန်းတရားတွေဆက်ရှိနေခဲ့ပါတယ်အတိတ်ကအဲ့ဒီဓာတ်တစ်ချက်အတွက်ကလဲစားချေဖို့သူဟာမော်ဆရာတယောက်နဲ့ပူးပေါင်းပြီးတစ်ချိန်ကအကိုဖြစ်သူတက်ခဲ့တဲ့မြေငကားကြီးကိုပြန်လဲတက်သွင်းခဲ့ပါတယ်အဲ့ဒီမြေငကားကြီးကိုအကိုဖြစ်သူရဲ့ချစ်သူနဲ့ပြန်လဲဆုံတွေ့စေဖို့သူကဖန်တီးချင်နေတာပဲဖြစ်ပါတယ်